ဆရာကြီးပါငါခိုင်းရတာပြည့်လေအားလုံးပဲမင်္ဂလာပါဒါတော့ကျွန်တော်ကတော့အခုတငင်းကုန်းရဲ့အမေဆုံးကားဝင်းတော့ကျွန်တော်ရောက်နေတယ်ဒါကားဝင်းတွေကတကယ်ဆရာကြီးเนาะစူပါစတာဒီကားဝင်းရဲ့စူပါစတာဆရာကြီးတယောက်ကိုကျွန်တော်မေးခွန်းနဲ့မေးမယ်ကိုမင်္ဂလာပါရပါတယ်ကိုမေးလို့ရပါတယ်ဗျာကိုရဲ့နာမည်လေးကိုတစ်ချက်လောက်ပြောပါနာမည်ပြည့်စုံအကိုဒီမှာလုံးဝကျွန်တော်တို့အစီအစဉ်ရိုက်ကူးရေးမှာမပေးဘူးတဲ့စုတစုနဲ့အကိုမမေးဘူးတဲ့မေးခွန်းတစ်ခုကိုမေးရတယ်ကိုစုချင်းငွေက3000ပေးမယ်ကိုရတယ်ကိုခန်းနဲ့ပတ်သက်လာမေးလို့ရတယ်ကျွန်တော်ကြောင့်မသိဘူးနော်ပတ်စံအထုတ်လိုက်ကန်ဘူးတယ်ဇန်ကတော့ထုတ်လို့အမြဲတမ်းကန်ရပြီကန်ရအဲ့လိုဆိုလို့ရှိရင်အဲ့ပတ်စံအထုတ်လိုက်ကန်တဲ့မေးခွန်းပဲမေးနော်ဒါတသိန်းဟုတ်ပြီကိုကျွန်တော်ဘယ်နည်းနှုတ်တာသိန်းကိုဘယ်နည်းနှုတ်တာလဲအဖြေမှန်ရင်စုချင်းငွေ3000ပေးမယ်အဖြေမှားရင်1000ပဲရအကိုကြီးကဘယ်ကနေလာဘူးကျွန်တော်တို့ကကားသမားတော့ဘယ်လာဘယ်တော့ဘယ်ကိန်းမှာသသိန်းအုပ်ကိုကျွန်တော်ဘယ်လောက်ရောက်ဘယ်လောက်လဲကျွန်တော်သိရတယ်အခုအကိုအမြင်ပဲကြည့်ဒီတသိန်းအုပ်ထဲမှာကျွန်တော်ဘယ်နည်းနှုတ်တာကျွမ်းမနှုတ်တာသေးဘူးကိုအထူရကြည့်ရတယ်တေးကြလားတေးကြတယ်ကိုရှူရလဲကိုတေးကြကြည့်ဟုတ်တေးကြကြည့်ရတယ်ကိုတရွနှရွနှုတ်ရင်30သားတစ်စားကိုကျွန်တော်တို့အမြင်ရဒါကျွန်တော်တို့တက်မှာခိုင်းရတဲ့သေးတော့ကိုဒါမနှုတ်ရသေးတော့တော့ရှူရပါပြီရှူရပါပြီကိုကဲအဲ့ဒါဆိုရင်နောက်ထပ်5စက္ကန့်ပေးမယ်တေးကြကြည့်ဟုတ်ဘာဖြစ်လို့လဲဆိုတော့30သားတစ်စားနော်ဟုတ်တယ်လေကိုကျွန်တော်ကမို့ကျွန်တော်ဒီသသေးဟုတ်လို့ကျွန်တော်တို့မှာကန်ကြည့်လိုက်တယ်ဒါမနှုတ်ရတယ်ကျွန်တော်တို့သသေးဟုတ်ကျွန်တော်ကန်နေကြအမြဲထောင်နေအုပ်တွေပါဘာလို့ထောင်နေပဲလွဲထောင်နေပဲကျွန်တော်လဲပြီးအမြဲယူနေရပါတော့လမ်းကြီးပြရခါမှာထောင်နေပဲရေးဝင်တာရေးပါတာဟုတ်အဲ့ဆိုရင်ကျွန်တော်စပြီးတိုင်ပင်မှတ်မယ်5 4 3 2 1တေးကြပြီနော်ရပါရဲ့ကျွန်တော်တော့မနှုတ်ရသေးလို့ထင်တာပဲဟုတ်ပါတယ်ဒါတော်တရောမနှုတ်သေးပါဘူးဒီလေးရတယ်ကန်ကြီးကတော့မနှုတ်ရသေးပါဘူးကျွန်တော်မနှုတ်ရသေးဘူးလေကျွန်တော်ကန်နေကြတယ်ဗျာဒါအမြဲလမ်းကြီးနဲ့ရှင်းနေကျွန်တော်ထောင်နေအုပ်အမြဲလဲလာတယ်ဟုတ်တယ်ဒီထောင်နေအုပ်ကျွန်တော်ကန်ကြီးကျွန်တော်မလဲရတယ်ကျွန်တော်သိတယ်ဟုတ်တယ်အားလုံးကစူပါစတာပဲဒါအပြင်ပတ်စံပဲရပဲပေးလိုက်ပြရပဲပေးလိုက်ငါဆရာကြီးပါအားတော့ရှင်းကိုစေငါခိုင်းရတာပြည့်လေငါနဲ့ပေးညာလေးပါအင်ဒီကိတ်ဘလောက်အင်ဒီကိတ်ကဘလောက်တောင်းရရဘလောက်တဲခွဲရဘလောက်ငါပေးညာကသိတော့ငါ့ဟိုကညင်ကသိတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဟိုကန်လို့တာကကျွန်တော်ဟိုကျွတ်တာမဟုတ်ပါဘူးကျွန်တော်ကပတ်စံဟိုကန်ကြီးကျွန်တော်ကအများပေးနေရတော့ကျွန်တော်ဘွားမရမလွယ်ဘူးလမ်းသွားရင်ကျွန်တော်ပေးနေကြတော့ကျွန်တော်ကကန်ကြီးလို့သိတာဟိုဆရာကြီးတော့မဟုတ်ဘူးဒီအုပ်ကိုကျွန်တော်ကန်ကြီးနဲ့ကျွန်တော်တို့ကဘာလို့ပေးနေကြဆိုတော့ကျွန်တော်ကသိတယ်ဗျအတိုင်းတာတခုကျွန်တော်သိတယ်ဒါပါပဲဘာမှမဟုတ်โอเคပါနော်ဒီဒီစိတ်လေးကိုမှတ်ထားအောင် MTK မိုးကမိုးကကျွန်တော်အုံနာအဲဝဲမှာမိုးအုံနာကျကောင်းမောင်းကျွန်တော်ပြောပါโอเคအဲ့လောက်ဆိုရင် MTK ကိုမိုးကဝယ်ပေးမှာကောင်းမောင်းမှာမိုးကမိုးပဲကျွန်တော်ကောင်းမောင်းကြိုက်သွားပြီအဲ့ဒါโอเคဝေးဟုတ်ပါကျေးဇူးပါโอเคပါ